ဒီနေ့ကတော့ကျွန်တော်တို့ commercial unit ဝယ်ယူထားတဲ့ client ရဲ့အတွက် room inspection လာပြီးတော့ဝင်တဲ့နေ့ပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ room inspection ကို developer ဘက်ကနေပြီးတော့ဝင်ပေးတာဖြစ်ပေမဲ့ကျွန်တော်တို့ client ရဲ့အတွက်ပို့ပြီးတော့တိကျတေချာအောင်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့မြစ်တာလက်ဆောင်အနေနဲ့ professional team ကိုခေါ်ပြီးတော့ကျွန်တော်တို့စစ်ပေးဖြစ်ပါတယ်။ဒီအတွက်ကို client ဘက်ကနေပြီးတော့တပြားတစ်ချက်မှာ charges ထပ်ပြီးတော့ပေးစရာမလိုပါဘူး။ဒီ professional team ဆိုရင်အမှန်သူကဘယ်နေရာမှာဘယ်လိုစစ်ရမလဲဆိုတော့သူဆက်နေတေချာတိုင်းတယ်ဒါမျိုးအသေးစိတ်စစ်ဆေးပြီးသွားတဲ့ခါကျတော့သူ့ဘက်ကနေပြီးတော့ developer ဘက်ကိုဘယ်နေရာကိုတော့အသေးစားပြင်ဆင်မှုပြုလုပ်ရမယ်ဘယ်နေရာကိုတော့အကြီးစားပြင်ဆင်မှုလုပ်ပေးရမယ်ဘယ်နေရာကိုတော့အလဲပေးရမယ်ဘယ်နေရာကိုတော့ဘယ်လိုပြင်ပေးရမလဲဆိုတာဒါကျွန်တော်တို့တည်တည်ချာချာစကားပြောနေတာဖြစ်ပါတယ်ဒါကကြတော့သူအိမ်သာထဲမှာဘယ်ပိုက်တွေလဲရမယ်ဘယ်ပိုက်ကတော့ကောင်းတယ်ဘယ်ဟာဘယ်ချွေပြားကိုဘယ်လိုအတိပြန်ထည့်ပေးမယ်ဆိုတဲ့ဟာမျိုးကိုတည်တည်ပြောပြနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကတော့လိုက်ကြည့်တယ်ပေါ့နော်ဟိုတည်တည်ပေါ့ဆက်ပြီးတော့သူကကြတော့ဘယ်နေရာကတော့ပြင်ဆင်ရမလို့ပေါ့နော်ပြီးသွားတဲ့အခါကျတော့သူကအပေါ်နေရအောင်ပေါ့နော်ဒီနေရာမှာဆေးလေးကွက်နေတယ်ပေါ့နော်ဆေးလေးကွက်နေတာကတော့တခြားတော့မဟုတ်ဘူးဆေးကတုတ်ထားတာနည်းနည်းလေးလူမနေတဲ့ခါကျတော့အယောင်လေးမှိန်နေတယ်ပေါ့နော်အဲ့ဒါကိုသူဆေးပြန်တုတ်ခိုင်းတယ်ပြီးတော့ဒီဘက်မှာသူစက်တွေပါတယ်နဲ့တိုင်းပြတည်တယ်ဒါတိတိကျကျပေါ့နော်ဒါကဘလို့ဘာညာတရကပြီးတော့ဘယ်လိုပြင်ရမယ်ဆိုတာမျိုးကိုလည်းဟိုဒီ developer back လူတွေနဲ့အသေးစိတ်ကျွန်တော်တို့စကားပြောကြတယ်ပေါ့နော်ဒီအခန်းမှာကကြတော့ကြည့်ရရင်တော့ဟိုဒီ sticker တွေပါတယ်ကတ်ထားတာတွေတော့များတယ်ပေါ့နော်အဲ့ဒါကတော့စိတ်ပူစရာမရှိဘူးဘာလို့လဲဆိုရင်တစ်လေးကနေစပြီးတော့သူကစပြင်ခိုင်းတယ်ပေါ့နော်ဟိုဒီဆေးလေးတစ်ကွက်နေတယ်ဆိုရင်လည်းလက်မခံဘူးဟိုမှာဒီလိုတကားလေးနားမှာဆိုရင်အဲ့မှာချစ်ရလေးရှိနေရဲဆိုရင်လည်းသူကလက်မခံဘူးပေါ့နော်အဲ့ဒါတော့ကြောင့်မလို့ဒီခန်းမှာကြည့်ရတော့ sticker လေးများနေတယ်ကျွန်တော်တို့ client ဝင်တဲ့ခါကျရင်issue လေးတိလေးတောင်မှမရှိဘဲနဲ့အကုန်လုံး ready ဖြစ်နေအောင်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့မြေတားလက်ဆောင်အနေနဲ့ professional team ကိုခေါ်ပြီးတာဖြစ်ပါတယ်ပေါ့နော်ဒါတွေကတော့ပြင်ရမယ့်ဟာတွေအကုန်လုံးကိုကျွန်တော်တို့ developer ဘက်ကလူနဲ့တိတိကျကျစကားပြောပြီးတော့အကုန်လုံးကိုပြင်ခိုင်းမှာပေါ့နော်ဒီ sticker ရောင်စုံလေးတွေကကြတော့သူတို့ case by case ကိုအမှတ်သားပြုလုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ချိန်ကျရင်လည်းဒီဓာတ်တွေအကုန်လုံးကိုပြင်ထားမပြင်ထားကိုကျွန်တော်တို့အသေးစိတ်ပြန်လည်ပြီးတော့စစ်ဆေးမှာပဲဖြစ်ပါတယ်ဒုတိယအချိန်စစ်ပြီးသွားလို့အခု error တွေလည်းမရှိတော့ဘူးအကုန်လုံး perfect ဖြစ်သွားပြီဆိုတော့မှပဲကျွန်တော်တို့ edit receipt ကိုအခန့်အပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ professional team ကိုခေါ်ပြီးတော့စစ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခန့်အပ်တဲ့အခါကျရင် edit ဘက်ကနေပြီးတော့ဘာမှထပ်ပြင်ဆင်ရမလို့တော့ဘယ်နဲ့တန်းပြီးတော့နေလို့ရမှာပဲဖြစ်ပါတယ်ဒါလေးကကြတော့ room inspection ဝင်တဲ့နေ့ကိုအမှတ်တရရိုက်ထားဖြစ်တာလေးပေါ့နော်ယုံကြည်ပြီးတော့လာရောက်ဝယ်ယူတဲ့ client တယောက်ချင်းစီတိုင်းအတွက်ကိုကျေးဇူးတင်ပါတယ်